မြို့တိုင်းလိုလိုရွာတိုင်းလိုလိုမှာနေဝင်မိုးချုပ်တာနဲ့ဘသူမှမသွားရဲမလာရဲတဲ့နေရာတွေရှိသမြဲပါဒီဇလန်းကတော့ကျွန်တော်အညာရွာလေးတစ်ရွာကညီကိုနှစ်ယောက်ဖြစ်တဲ့ကိုဖုံးမြင့်နဲ့နေလင်းတို့ဖြတ်တန်းခဲ့ရတဲ့ရွာလေးတစ်ရွာအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကိုဖုံးမြင့်ကအသက်25နှစ်ရင်အုပ်ကြည်ကြည်နဲ့ရွာမှာလူရဝင်နဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီးညီဖြစ်သူနေလင်းကတော့အသက်18နှစ်အရွယ်အရန်ဆက်စုထပ်ပြီးနည်းနည်းကြောက်တတ်တဲ့လူငယ်လေးပါသူတို့ရွာထိပ်မှာညောင်ပင်ကြီးတစ်ပင်နဲ့ကိုလိုနီခိတ်ကတိဆောက်ခဲ့တယ်လို့ယူဆရတဲ့ဇရက်ဟောင်းကြီးတစ်ခုရှိပါတယ်အဲ့ဒီဇရက်ကဆွေးမြေ့နေပြီဖြစ်ပေမဲ့ဘသူမှဖြက်လည်းမဖြက်ရဲသလိုညဘက်တွေဆိုအဲ့ဒီအနီးတစ်ဝိုက်ကိုသွားလည်းမသွားရဲကြဘူးလူကြီးတွေကတော့အဲ့ဒီနေရာမှာအစိမ့်တီတည်ထားတဲ့ဝိညာဉ်တွေခိုအောင်နေတယ်လို့ပြောလို့ရှိကြတယ်တနေ့တော့ညီကိုနှစ်ယောက်ရွာဘေးကအင်းတဲထဲမှာငားသွားရှာရင်အချိန်လွန်သွားခဲ့တယ်ရွာကိုပြန်ရောက်တော့ညနဲ့12နာရီတောင်ကျော်နေပြီလာမိုင်းညဖြစ်တဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးကမောင်မဲတိတ်ဆိတ်နေပြီးသူတို့ကင်လာတဲ့လက်နှိပ်တံမီအလင်းရောင်လေးပဲရှိတယ်ရွာထိပ်စီရဲ့အိုကြီးနားကိုရောက်တဲ့အခါရုတ်တရက်လေကငြိမ်ကျသွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးအီးဆက်သွားပြီးစပယ်ပန်းနဲ့လိုပုတ်တူးတူးနဲ့လိုကြီးတစ်ခုသူတို့နှာခေါင်းထဲကိုဒိုင်းကနေဝင်လာခဲ့ကိုကြီးအနန်းကလည်းနန်လိုက်တာလို့နေလင်းကပြောရင်ဇေယျဟောင်းကြီးဘက်ကိုလှမ်းကြည့်လိုက်တယ်ဟဲ့ကောင်မကြည့်နဲ့ရှိတဲ့ကိုပဲကြည့်ပြီးခက်မြမြန်ရှောက်စမ်းပါကွာကိုဖုံးမြင့်ကညီဖြစ်သူရဲ့လက်မောင်းကိုဆွဲပြီးကတ်တုတ်လမ်းလျှောက်တယ်ဒါပေမဲ့နေလင်းကမြင်လိုက်ရပြီးဇရက်ပေါ်မှာလူတစ်ယောက်ထိုင်နေတယ်တာမန်လူတစ်ယောက်မဟုတ်ဘူးဇရက်ကဇရက်ခေါင်မိုးကိုထိလူနေပါရှည်လျားနေပြီးခြေတံလက်တံတွေကပုံမှန်ထက်အများကြီးပင်ရှည်နေတယ်အဲ့ဒီအရေးမဲကြီးကသူတို့ညီကိုမုန်းကြည့်နေတာကိုနေလင်းကအထင်းသားမြင်လိုက်ရတယ်အိမ်ပြန်ရောက်တော့နေလင်းတယောက်အဖျားတွေတက်ပြီးကြောင်ကရန်းတွေစဖြစ်တယ်ကိုကြီးသူလိုက်လာတယ်အိမ်ရှိမှရက်နေတယ်ဆိုပြီးအော်ပြီးတော့ငိုတယ်ကိုဖုံးမြင်လဲညီဖြစ်သူကိုပြုစုရင်အိမ်ရှိကိုနားဆွင့်ကြည့်တဲ့အခါခြံဝင်းထဲမှာခြေတန်းလိုတိရွက်6တီတနင်းနေတဲ့အတန်လိုတကြီးကြီးဆိုတဲ့အတန်တွေကိုကြားနေရတယ်ဒါပေမဲ့အဆိုးဆုံးကအဲ့ဒီညကစပြီးရွာတရွာလုံးကိုအကြောက်တရားတွေကူးဆက်သွားစီခဲ့တာပဲည2နာရီလောက်ဆိုရင်ရွာထိပ်ကခွေးတွေကစပြီးတကောင်ချင်းဥကြတယ်ခွေးဥတန်တွေကရွာထိပ်ကနေရွာလေကသူတို့အိမ်ရှိရာဘက်ကိုတဖြည်းဖြည်းရွေ့လာတယ်ရွာသားတိုင်းတတိထားမိလာကြတယ်နောက်ရက်တွေမှာညီကို2ယောက်တင်မဟုတ်ပဲရွာတွေကတခြားအိမ်တွေပါအချောက်ခံလာရတယ်တကားလာခောက်ချညတကောင်ရဲ့အချိန်တွေဆိုရင်အိမ်တကားတွေကိုလာခောက်တယ်ထူးဆန်းတာကတကားရဲ့အောက်ခြေကိုခောက်တာမျိုးမဟုတ်ပဲလူတယောက်မမိနိုင်တဲ့အမြင့်ပိုင်းကနေတောက်ဆိုပြီးတော့နှီးကွေးလေးလံသွားခောက်တဲ့အတန်တွေဖြစ်နေတာပါရွာတွေကလူတချို့ဆိုရင်ညဘက်အိမ်သာထွက်တတ်ချင်းသူတို့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိဘတွေဆွေမျိုးတွေရဲ့အတန်နဲ့နာမည်ခေါ်တာကိုကြားရလို့ဖျားကြီးဖျားသွားတဲ့သူတွေပါရှိလာကြတယ်ရွာလေလမ်းမကြီးပေါ်မှာညဘက်ဆိုခြေတန်းရှိနဲ့အရင်မဲကြီးတစ်ခုဖျက်လျှောက်သွားတာကိုချောင်းကြည့်ရဲတဲ့သူတချို့ကမြင်တွေ့ခဲ့ကြရရွာတစ်ခုလုံးနေဝင်တာနဲ့တရားတွေအကုန်ပိတ်ဖျားစာတွေရွတ်ပြီးအိမ်ပြင်မထွက်ရဲကြတော့ဘူး3ရက်မြောက်ညမှာတော့အချိန်တွေကအဆိုးဆုံးကိုရှောက်လာတယ်နေလင်းကသတိလစ်တလို့ဖြစ်နေပြီးကိုဖုံးမြင့်ကဓမာကြီးတစ်လက်ကင်ကအိမ်ရှိခန်းမှာမအိပ်ပဲစောင့်နေတယ်ည1နာရီခွဲလောက်မှာအိမ်မိုးပေါ်ကိုအလေးချိန်စီးနဲ့အရာတစ်ခုကျလာတဲ့အတန်ဝုန်းကနေကြားလိုက်ရတယ်အိမ်တစ်လုံးလုံးပိန့်ကနေတုံသွားတယ်အဲ့ဒီနောက်အမိုးပေါ်မှာလေးဘက်တောက်ရှောက်နေတဲ့ခြေတံတွေကိုကြားနေရတယ်ခြေတံတွေကအိမ်အမိုးကနေရန်ဘက်ကိုဆင်းလာပြီးထရံတွေကိုအပြင်ကနေလက်သေးနဲ့ကုတ်ချစ်နေတဲ့အတန်
ကျွီဆိုပြီးစရိုက်ထွက်ပေါ်လာတယ်ကိုဖုံးမြင့်အသက်ကိုဝဝရှူပြီးဖျားစာကိုအတန်ထွက်ရွတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကအတန်တွေရက်သွားတယ်ပြီးတော့ထရံပေါက်လေးတစ်ခုကနေအပြင်ဘက်ကအလင်းရောင်ကွယ်သွားတာကိုတတိထားမိလို့ကိုဖုံးမြင့်ကထရံပေါက်လေးနားကိုကပ်ပြီးအပြင်ကိုချောင်းကြည့်လိုက်တယ်ဟိုက်သူမြင်လိုက်တာကအပြင်ဘက်ကနေထရံပေါက်ကိုပြန်ချောင်းကြည့်နေတဲ့ညီရဲပြူးကျိန်နေတဲ့မျက်လုံးကြီးတစ်လုံးလူမျက်လုံးနဲ့မတူပဲဒေါသတွေနာကြီးချက်တွေပြည့်နေတဲ့အကြည့်မျိုးနဲ့သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ကိုဖုံးမြင့်နောက်ကိုလန်ကျသွားပြီးဓမ္မကြီးကိုတင်းတင်းဆုပ်ကမနဲ့မိုးလင်းတဲ့ဒီအန်ကျိတ်ပြီးတောင့်ခံထားလိုက်ရတယ်မနဲ့မိုးလင်းတာနဲ့ကိုဖုံးမြင့်ကရွာလူကြီးတွေနဲ့ရွာဦးကျောင်းဆရာတော်စီကိုပြေးရတော့တယ်ဆရာတော်ကနေလင်းအတွက်ပြေးရည်နဲ့အင်းကွက်တွေချပေးပြီးမှအချိန်တွေကပြန်ငြိမ်သွားတယ်ရွာလူကြီးတွေပြောပြချက်အရာအဲ့ဒီရွာထိပ်ကဈေးရဟောင်းမှာလွန်ခဲ့တဲ့နှစ်40လောက်ကခရီးသွားတစ်ယောက်ကိုတပြားတိုက်ရက်ဆက်တက်ဖြတ်ပြီးအလောင်းဖျောက်ခဲ့ဘူးတယ်လို့ဆိုတယ်အဲ့ဒီမကျွတ်မလွတ်တဲ့ဝိညာဉ်ဟာအချိန်ကြာလာတာနဲ့မျှအမုန်းတရားတွေကြီးထွားလာပြီးပုံမကြောက်စရာကောင်းတဲ့နာနာဘာဝကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်တယ်အဲ့ဒီညကညီကိုနှစ်ယောက်ရဲ့အားနည်းချိန်နဲ့တိုက်ဆိုင်သွားပြီးအနောက်ကိုကပ်ပါလာခဲ့တာပါအဲ့ဒီဖြစ်ရဲ့အပြီးမှာတော့ညီကိုနှစ်ယောက်လဲညင်တဲ့တိအပြင်မထွက်ရဲကြတော့ပါတလို့ရွာသားတွေကလည်းရွာထိပ်စရဲဟောင်းဘက်ကိုနေကင်းကြောင်တောင်မသွားရဲကြတော့ပါဘူးညဘက်လေတိုက်လို့တိရွက်လှုပ်တန်ကြားရင်တော့ရွာထိပ်ကအရင်မဲကြီးပြန်ရောက်နေပြီလားဆိုပြီးရွာသားတွေရဲ့ရှင်ထဲမှာအမြဲတမ်းခြောက်ချားနေစေအခုထိရွာသားတွေရဲ့ရှင်ထဲမှာအမြဲတမ်းခြောက်ချားနေစေဖြစ်နေပါတယ်အခုချိန်ထိအဲ့ဒီဇရက်ဟောင်းကြီးအနာကိုမျက်စောင်းနဲ့တော့လှည့်မကြည့်ကြဘူးလို့ရွာသားတွေပြောပြချက်ရသိရပါတယ်